အိုဇန်ဟာကလေးတွေတွင်းတဲ့ကိုဆင်းတဲ့အခါလမ်းမှာအဆင်ပြေနိုင်ဖို့ရှင်သန်မှုသင်ခန်းစာကိုစတင်စေခဲ့ပြီးရီကိုနဲ့ရက်တို့လည်းရောက်ချင်းရေးစားနေတာကြောင့်အရင်ဆုံးရေရှာဝေရေးကိုပဲစတင်ခဲ့ကြပါတယ်အနီရောင်အလင်းတန်းတစ်ခုကိုမြင်လိုက်ရလို့စူးစမ်းဖို့သွားကြည့်လိုက်တော့အင်းဆက်တစ်မျိုးရဲ့အလင်းရောင်ဖြစ်ပြီးဒီကောင်တွေဟာရေတန်းမှာပဲရှင်သန်တာကြောင့်ရီကိုလည်းတောက်ဖို့ရေတန်းရပြီဖြစ်လို့သူစောင်းထားတဲ့အုတ်ထုပ်နဲ့ပဲခတ်လိုက်ပါတယ်ရေတွင်းထဲမှာတော့တားရဲတကောင်ရှိနေတာဖြစ်ပြီးဒါကိုမသိတဲ့ရီကိုခမတရဝါကြီးရဲ့အစာမဖြစ်ခင်ရက်ကပဲလက်ဦးစွာကယ်ပေးလိုက်လို့အသက်ရှင်ခဲ့ရပြီးဒီနေရာဟာဆိုစွအုံမိုင်းတဲ့နေရာဖြစ်တာကြောင့်ခိုလုံဖို့တရွက်တဲအိမ်တစ်လုံးနဲ့တားရဲတွေအနားမလာရအောင်လဲမိဖို့ဖိုးလိုက်ပေမဲ့အလင်းရောင်ကြိုက်တဲ့အင်းဆက်တွေကြောင့်တိုင်ပတ်ရပြန်ပါတယ်တစ်ဖက်မှာတော့အိုဇန်ရဲ့အဖွဲ့သားတွေကဒီကလေးနှစ်ယောက်ရဲ့ဘေးကင်းမှုအတွက်အဝေးကနေစောင့်ကြည့်ရင်သူတို့ရဲ့နမောနမဲနိုင်မှုတွေကနေမှတဆင့်တပြည့်ပြည့်နှစ်ဦးသားနားလည်လာကြတဲ့အကြောင်းအိုဇန်ရောက်လာလို့တံပြောပြလိုက်ပါတယ်ငါးရဲမြောက်နေ့မှာတော့ရီကိုနဲ့ရက်ကရေခတ်တိုင်းဒုက္ခပေးနေတဲ့ရေကန်တွေကသားရဲကိုထောင်ချောင်းစင်ဖမ်းဖို့အစီအစဉ်ချနေပြီးဆရာမကြီးရီကိုကပဲအသေးစိတ်ကိုပြောပြပြီးတဲ့နောက်သူမကဖမ်းဖို့ခွန်အားမရှိတာမို့မီလင်းအုတ်ထုပ်နှလုံးနဲ့မြားခေါ်ခဲ့ပြီးစက်ရုပ်လေးရက်ကတော့အင်အားသုံးဖြည့်ရှင်းလိုက်တဲ့အခါသားရဲကောင်ကြီးလဲသူတို့ရဲ့အစာဖြစ်သွားရပါတယ်သူတို့နှစ်ယောက်ဟာအရွယ်မရောက်သေးလို့မရင်ကျက်မှုတွေကိုချက်ချင်းပြောင်းလဲမပြစ်နိုင်ပေမဲ့သူတို့ကျွမ်းကျင်တဲ့အရာတွေနဲ့ကိစ္စတော်တော်များများကိုဖျက်ကျော်နိုင်ခဲ့ုံသာမကတယောက်ကိုတယောက်မိကိုမရမယ်ဆိုတာကိုလည်းကောင်းကောင်းနားလည်လာခဲ့ကြပါတယ်ကလေးနှစ်ယောက်ရဲ့စီလုံးမှုတွေနဲ့တယောက်နဲ့တယောက်နားလည်သဘောပေါက်မှုကိုမြင်တော့တစ်ချိန်ကသူ့ကိုနားလည်ဆုံးနဲ့သမီးတယောက်လိုချစ်ရတဲ့လိုက်စာကိုအိုဇန်တယောက်တတိတရနဲ့ပြန်လွှဲရပြန်ပါတယ်အတိတ်မှာတော့ခင်မွန်းဖြစ်သူတိုးကဆုံးပြီးတိတ်မကြခင်မှာပဲမွေးကင်းစာကလေးရီကိုကပါအသက်မရှင်ခဲ့တာမို့သွေးနုသားနုလိုက်စာတယောက်စိတ်တက်ကြရင်ဝမ်းနဲ့ပက်လက်ဖြစ်ခဲ့ရပါတယ်လိုက်စာဒီလိုခံစားနေရတာကိုမကြည့်ရနိုင်သူမှာနောက်ဆုံးကြံရှိတဲ့အဖွဲ့ဝင်အိုဇန်ဖြစ်ပြီးသူမကတော့ဘုံဘုံလဲနေတဲ့လိုက်စာနဲ့အတူခေါင်းလောင်းကိုတဲပြီးတွင်းတဲ့အပေါ်ကိုပြန်တက်ဖို့တွေးရတာဖြစ်ပေမဲ့ရုတ်တရက်ချိန်စာပြေအိုးတဲကမွေးကင်းစာကလေးရဲ့ငိုတန်ကိုကြားလိုက်ရလို့သူမရဲ့အစီအစဉ်အားလုံးပြောင်းလဲသွားခဲ့ပါတယ်9ရက်လောက်ဖြတ်တန်းပြီးတဲ့နောက်လက်ရှိမှာတော့ Red Net Rico ကရေတွင်းထဲကတားရဲကြီးရဲ့လက်ကျန်အသားတွေကိုထုံးစံအတိုင်းမိခင်စားလိုက်ရင်ကျန်တဲ့9ရက်ကိုတော့အန်ရီယယ်တွေကြားကပဲဆက်ပြီးရှင်သန်နိုင်ခဲ့ကြပါတယ်လူယုံမပေါက်တော့ပဲပေရီပေဆုပ်ပြန်တက်လာတဲ့သူတို့နှစ်ယောက်ကိုမြင်တော့စောင့်ကြည့်သူလေးမာရူကအပြေးသွားကြိုခဲ့ပြီးကောင်းကောင်းအနားမယူခဲ့ရပဲပင်မနေတာမို့ Rico လည်းချက်ချင်းပဲအိပ်ပျော်သွားခဲ့ပါတယ်ဆယ်ရဲဆိုပေမဲ့နှစ်ကြည်အောင်ကြားတယ်လို့ခံစားခဲ့ရတာကြောင့်ညီတွားနေတော့စက်ရုပ်လေးရဲ့တန်အုပ်ထုံမှာဘာမှမသိတဲ့အမတ်အသားတစ်ခုကအယောင်တလဲလဲထားနေတာကိုခဏလောက်မြင်လိုက်ရပေမဲ့ဘာလဲဆိုတာရေးရမသိလို့မာရူကညစာစားဖို့လာခေါ်တဲ့နောက်ကိုပဲ Rico နဲ့အတူလိုက်သွားခဲ့ပါတယ်အိုဇန်လည်းအတူတူညစာစားရင်တတော်တွေကခက်ခဲမှုတွေအကြောင်းဖောက်တယ်ချနေတဲ့သူတို့နှစ်ယောက်ကိုတွင်းနဲ့ကြီးရဲ့အလွှာအသီးသီးမှာအချိန်ကွာခြားမှုရှိတယ်ဆိုတဲ့အကြောင်းပြောပြလိုက်ပါတယ်ပြစမအလွှာကိုတစ်ပတ်လောက်ဆင်းပြီးရေပြင်ပေါ်ပြန်တက်မယ်ဆိုရင်အပေါ်မှာတော့တလာနီးပါးလောက်တောင်အချိန်ကုန်ဆုံးနေမှာဖြစ်တယ်ဆိုတာပြောပြလိုက်တော့အရင်ကဒါကိုကောလာဟာလာတစ်ခုလို့သာထင်ထားတာမို့ Rico တယောက်အံ့ဩသွားရပါတယ်ဒီအပြင်စက်ထမနဲ့တထမအလွှာတွေမှာဆိုရင်ရေပြင်နဲ့အချိန်ကွာဟာချက်ကအရင်များတာဖြစ်ပြီးဘသူမှတော့တိတိကျကျမသိရသေးလို့ခံမှန်းကြီးအရာရေပြင်ပေါ်မှာ10နှစ်ကြာခဲ့ပေမဲ့အရင်နဲ့တဲ့အလွှာတွေကိုဆင်းသွားတဲ့လိုက်စာအတွက်တော့တိတ်ပြီးကြောက်မှမဟုတ်သလိုအခုချိန်အထိလဲကျန်းကျန်းမာမာနဲ့ရှင်သန်နေနိုင်တယ်လို့မျှော်လင့်ကြောင်းထပ်ပြောလိုက်တော့ Rico တယောက်အပျော်လွန်ပြီးအိုဇန်ကိုပြေးဖက်ပါတယ်အဲ့ဒီနောက်အလောင်းပင်လေလို့ခေါ်တဲ့ပြစမအလွှာကလူသားတွေအသက်ရှင်လျက်သွားလာနိုင်တဲ့နောက်ဆုံးအလွှာဖြစ်တာကြောင့်အဲ့ဒီအလွှာမှာကြမနေဖို့နဲ့ဂီယူတစိုက်သွားဖို့လဲမှာလိုက်ပါတယ်လမ်းညွှန်မှုအရှင်သခင်ဝါကုနာစမ်းကြယ်မှုအရှင်သခင်စမ်းကြယ်သူစရာဂျိုအာယုံမှုအရှင်သခင်ဘွန်ဒရူသူတို့သုံးယောက်ကလောလောဆယ်တွင်းနဲ့တဲမှာရှိနေတဲ့ခရဗျူတွေဖြစ်ပြီးဒီထဲမှာမှဘွန်ဒရူကတော်တော်ကိုစိတ်ဆက်ပြီးရုံးမာတဲ့သူဖြစ်လို့သူနဲ့မတွေ့အောင်ရှောင်ဖို့ထပ်မှာလိုက်ရပါတယ်အိုဇန်ကတော့ Rico စီမှာရှိတဲ့အောက်လွှာမှာငါစောင့်နေမယ်ဆိုတဲ့စာကိုဘသူရေးပေးလဲဆိုတာကိုအထူးစိတ်ဝင်စားကြောင်းနဲ့အဲ့ဒီစာရွက်ဟာသူမခွန်အားနဲ့ဆိုရင်တော့စုပ်ပြဲဖို့မဖြစ်နိုင်တဲ့ယတနာတစ်မျိုးဖြစ်ပြီးအခုစာရွက်မှာတော့ထောင်ဆုံးတွေဟာလက်ရေးကြောင့်စုပ်ပြဲနေတာဖြစ်လို့အင်မတန်ကိုတန်မာတဲ့ဒီလူဟာလိုက်စာနဲ့အတူတွင်းနဲ့ထဲမှာစောင့်နေတာဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်အဲ့ဒီနောက်ခရဗျူလိုက်စာရဲ့လက်နက်ဖြစ်တဲ့မီလီယံပေါချုံးကိုစတုထအလွှာရဲ့ပန်းကင်းတွေကတင်ချိုင်းမှာစိုက်ထောင်ထားတာတွေ့လို့ယူခဲ့ပြီးလက်ရှိမှာတော့တချို့အစိပ်ပိုင်းတွေမှာယိုယွင်းပျက်စီးနေလို့ဂီယူတစိုက်နဲ့အသုံးပြုဖို့ပြောရင်း Rico လေးကိုပေးလိုက်ပါတယ်အဲ့ဒီနောက်အရန်အရေးကြီးပြီးဘသူ့ကိုမှပြောပြလို့မရတဲ့ခရဗျူတွေမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာကြတဲ့တိကျရသမျှအတွေ့အကြုံတွေကိုလည်းအိုဇန်ကပြောပြလိုက်ပါတယ်ပြစမအလွှာကပင်လယ်ကိုယ်တော်ဖြတ်ကူးနိုင်တဲ့လက်ဝက်ရတနာတစ်မျိုးအကြောင်းအပါအဝင်ခရဗျူတွေကိုမှုတ်ပြီးအစင်းမြင့်ရတနာတွေကိုအသက်သွင်းခိုင်းစေနိုင်ပုံအကြောင်းနဲ့ခရဗျူမရှင်အနှဲငယ်ပဲမြင်နိုင်တဲ့တထမအလွှာကထူးဆန်းတဲ့မြေစုပ်ခွက်တွေအကြောင်းပြောလိုက်တော့အိုဇန်ကလိန်ပြောတတ်တဲ့ကလေးတွေကိုမုန်းတယ်လို့သူပြောသမျှစကားတွေကလည်းအမှန်တွေပဲမို့ခရီးစဉ်တစ်လျှောက်မှာကြောက်မက်ဖွယ်အပြည့်ဆိုတာ Red Net Rico တို့သဘောပေါက်လိုက်ကြပါတယ်နောက်ရက်မှာတော့သူတို့နှစ်ယောက်လည်းတတိယအလွှာအတွက်ခရီးထွက်တော့မှာမို့အိုဇန်ရဲ့အဖွဲ့သားတွေနဲ့အတူစောင့်ကြည့်သူလေးမာရူကနှုတ်ဆက်ရင်းတွင်းနဲ့ဆင်းသူအများကြီးကိုကြုံခဲ့ရပေမဲ့ဒီတစ်ချိန်ခွဲခွာရတာကဝမ်းအနေဆုံးမို့ငုံမဲမဲ့မျက်နှာနဲ့ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်အသက်ရှင်ဖို့မှာလိုက်ပါတယ်အိုဇန်ကတော့ဒုတိယအလွှာကနေထွက်ခွာသွားတဲ့သူတို့ကိုအဝေးကကြည့်နေရင်လိုက်စာကတွင်းနဲ့ထဲမစင်းခင်နောက်ဆုံးပြောသွားတဲ့စကားတွေကိုမြင်အောင်ပြီးအပိုင်း၈ကတော့ဒီမှာပဲအဆုံးသတ်ပါတယ်ခင်ဗျာအပိုင်း၉ကိုလည်းထပ်ပြီးတင်ဆက်ပေးမှာဖြစ်လို့သဘောကျတယ်ဆိုရင်တော့ like နဲ့ subscribe လေးလုပ်ပေးဖို့
တောင်းဆိုချင်ပါတယ်ခင်ဗျာ